သည်ကိုယ်နာတင်ခဲ့ပါသည်မှန်တကယ်မျက်နှာမိတဲ့တွေ့သည်ရိတ်ကြီးကြီးနဲ့မပြောရဲ့သူရဲ့ကျင်နာကိုမထွေးနိုင်အနိုင်မျက်နှာတော်မော်ကဖူးနေ